ဆရာကဒီနေ့လုပ်ငန်းခွင်မှာကိုကဇက်ဖို့မဟုတ်ဘဲနဲ့ဇက်လိုက်ဖြစ်လာစေမဲ့ career growth ဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးမှာဖြစ်ပါတယ်ရှင်အလုပ်ကိုနေ့တိုင်းသွားနေတာဘာအတွက်လဲလောက်စာရဖို့တခုပဲအတွက်လားဒါဆိုရင်တော့ရှင်ကရှင်ရဲ့တန်မိုးရှိရဲ့အချိန်တွေကိုပတ်စံနဲ့လဲလှယ်နေတဲ့တာမန်အလုပ်သမားတစ်ယောက်ပဲရှင်ကအလုပ်ထဲမှာခက်မိန်မိန်မထင်မရှားတာမန်ဝန်ထမ်းတစ်ယောက်လားဒါမှမဟုတ်ရင်ထူးချွန်တဲ့သူလားဘယ်လိုလူမျိုးလဲအလုပ်ထဲကလူတွေကရောရှင်ကိုဘယ်လိုမြင်ကြလဲခိုင်းကောင်းတဲ့လူလို့မြင်လားဒါမှမဟုတ်ရင်မရှိမဖြစ်အရန်တော်တဲ့လူလို့မြင်လားဆိုတော့ရှင်ကဘယ်လိုလူမျိုးလဲအလုပ်ခွင်မှာရောရှင်ဖြစ်ချင်တဲ့လူမျိုးတစ်ယောက်ဖြစ်နေရဲ့လားရှင်လုပ်နေတဲ့အလုပ်ကိုရောဘယ်လောက်စိတ်ဝင်စားမှုရှိလဲအဲ့ဒီအလုပ်ကနေရှင်လိုချင်တဲ့အရာတစ်ခုရှင်ဖြစ်ချင်တဲ့ဘဝတစ်ခုရလာနိုင်လားမရလာနိုင်ဘူးဆိုရင်တော့ရှင်အလုပ်ပြောင်းမှုအကြံပေးပြရစီထမဆုံးအချက်အနေနဲ့ရှင်လုပ်နေတဲ့အလုပ်နဲ့ရှင်နဲ့ကိုက်ညီမှုရှိဖို့လိုအလုပ်ဆိုတာအနာဂတ်မှာရှင်ဖြစ်ချင်တဲ့အရာတွေကိုတည်ဆောက်ဖို့အတွက်အခွင့်အရေးတစ်ခုပဲဖြစ်နေရမယ်နောက်တစ်ခုကကျွမ်းကျင်မှုရှင်ကယာရုတိုးကျင်တယ်လစာတိုးကျင်တယ်လို့អော်နေပြီးတော့ရှင့်အည်ချင်းရရောမနေ့တုန်းကအတိုင်းပဲကျွန်မပြပြမယ်လောကကြီးကရှင့်ကိုအချိန်အတွက်ပတ်စံပေးတာမဟုတ်ဘူးရှင်ပေးနိုင်တဲ့ value အတွက်ပတ်စံပေးတာရှင်ကလူတိုင်းလုပ်နိုင်တဲ့အလုပ်မျိုးကိုပဲလုပ်တတ်နေပြီးရှင်အစားထိုးခံရဖို့ကတော့အရန်လွယ်နေမှာပဲရှင်မရှိမဖြစ်ဘူးဆိုတဲ့နေရာမျိုးရအောင်ရှင်ဘာတွေလေ့လာပြီးရှင်ဘာတွေတာဝန်ယူထားနိုင်ပြီလဲဆိုတော့အလုပ်စင်းရင်ဖုန်းပုတ်ပြီးတော့အချိန်ဖြုံးနေမယ်အစားရှင့်စကီးကိုမြင့်တင်ပေးနိုင်မယ်တခုခုကိုလေ့လာသင်ယူပါသင်တန်းတွေ join မလားအခုခေတ်မှာလေ့လာစရာအရန်ပေါ်တယ်လို့လေ့လာဖို့လည်းအရန်လွယ်ပါတယ်ရှင်အုံနောက်ထဲကအသိပညာကပဲရှင်လိုချင်တဲ့နေရာကိုခေါ်သွားမှာနောက်တစ်ချက်ကကို branding လုပ်ပါအလုပ်မှာငြိမ်နေတာအေးနေတာဟာကောင်းတဲ့အချက်မဟုတ်ပါဘူးအခွင့်အရေးတွေလက်လွတ်သွားနိုင်တယ်ရှင်မှာ idea ကောင်းကောင်းရှိရင်ပြောရရမယ်အကောင့်အထည်လဲဖော်နိုင်ရမယ်ရှင်လုံနိုင်တယ်ဆိုတာကိုလူတွေသိပါစေရှင်လုံနိုင်တဲ့အရာတွေကိုမဖော်ပြရင်အသုံးမချနိုင်ရင်လူတွေကရှင်ကိုသတိထားမိမှာမဟုတ်ဘူး high value woman တယောက်ကသူဘာတွေလုံနိုင်လဲဆိုတာယုံကြည်မှုအပြည့်နဲ့ချပြရရမယ်ဆိုတော့ကို marketing လုပ်ဖို့မရှက်ပါနဲ့ရှင်ဘာတွေလုံနိုင်လဲရှင်ရဲ့လုံဆောင်ချက်တွေကောင်းမွန်တယ်ဆိုတာလူတိုင်းသိပါစေအဲ့ဒါမှရှင်ပြောတဲ့စကားတွေက meeting တွေမှာအလေးထားခြင်းခံရလိမ့်မယ်တခု networking and group ရှင်ဘယ်သူတွေနဲ့ပေါင်းနေလဲအဲ့ဒါအရေးအကြီးဆုံးပဲရှင့်ရဲ့လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်ဘက်တွေကနေတာအလုပ်အကြောင်းကိုယ့်အထက်လူကြီးမကောင်းကြောင်းပြီးအိမ်ကမိသားစုပြဿနာတွေအကြောင်းအတင်းပြောရင်းနဲ့ပဲညီးတွားနေကြရလားဒါဆိုရင်တော့ရှင်ပတ်ဝန်းကျင်ပြောင်းမှုလိုနေပြီအဲ့လိုပတ်ဝန်းကျင်မှာပဲနေသေးရှင်ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးရှင်ကတိုးတက်ချင်ရင်ရှင်ထက်တော်တဲ့လူတွေရှင်ထက်အမြင်ကျယ်တဲ့လူတွေနဲ့ပေါင်းသင့်ပါတယ်ရှင်ဘဝကိုတိုးတက်ပြောင်းလဲနိုင်မဲ့ mentor တွေကိုရှာပါရှင်ကိုလမ်းပြပေးနိုင်မဲ့သူတွေစီကသင်ယူပါရှင်ကအခန်းထဲမှာအတော်ဆုံးဖြစ်နေပြီဆိုရင်အဲ့ခန်းထဲကထွက်ဖို့အချိန်တန်ပြီအစင်တန်းမြင့်တဲ့နေရာကိုသွားချင်ကိုဘဝကိုအစင်တန်းမြင့်တဲ့လူတွေနဲ့ဝိုင်းရံထားရမယ်မှတ်ထားပါအလုပ်ဆိုတာရှင်ရဲ့အဆုံးသတ်မဟုတ်ဘူးရှင်ဘဝကိုတိုးတက်အောင်လှုပ်ဆောင်ပေးနိုင်မဲ့လေကတစ်တစ်ခုပဲအဲ့ဒီအတွက်အခုကလေးကကိုရဲ့ skill ကိုမြင့်တင်ပါရှင်ကိုရှင်အစားထိုးလို့မရတဲ့ access တစ်ခုဖြစ်အောင်လုပ်ပါဆိုတော့ရှင်လုပ်နိုင်ပါတယ်ရှင်ကိုရှင်ယုံကြည်ပြီးတော့ရှေ့ဆက်ပါဆိုလုပ်ငန်းခွင်မှာကိုတိုးတက်အောင်ဘာတွေလုပ်ရမလဲမသိတဲ့သူတွေရှိရင်လည်း comment မှာရေးခဲ့ပါဆရာဘက်ကအကောင်းဆုံးအကြံလေးပေးနိုင်မယ်လို့မျှော်လင့်ပါတယ်